ညာနင်းတွင်နှင့်ပတ်ထရစ်တို့သည်လည်းရန်ကုန်သို့ရောက်ပြီးများမကြာမီ၌ပင်မော်တော်ကားတစ်စီးကိုဝယ်ယူကြပါတယ်။ထို့နောက်နှစ်ယောက်သားကားကလေးစီး၍အင်းရကန်သို့သွားလိုက်ကန်တော်ကြီးသို့သွားလိုက်နှင့်ပျော်ပါလျက်ရှိပါတယ်။တနေ့သ၌ညာနင်းတွင်ကပတ်ထရစ်အားအောက်ပါအတိုင်းတိုင်ပင်ပါတယ်။ပတ်ထရစ်မော်လမြိုင်မှာကအတောင်းတယောက်တည်းအင်ကြီးတစ်လုံးနဲ့ဖြစ်နေတယ်။မမတို့လည်းဒီမှာပဲနေမှာဆိုတော့ဘာပဲဖြစ်ဖြစ်အတောင်းကိုဒီကိုခေါ်လိုက်ပြီးမော်လမြိုင်အင်ကြီးကိုရောင်းပစ်ချင်ပြီကွာထို့သောညာနင်းတွေကပြောလိုက်ရင်ပတ်ထရစ်ကသူ၏ထုံးစံတိုင်းကောင်းသားပဲလို့သာပြန်၍ဖြေပါတယ်ထို့ကြောင့်ညာနင်းတွေသည်လည်းမိမရှာအတောင်းအားဘိုးရင်ကြီးစီသို့လာ၍နေရန်စာရေး၍အကြောင်းကြားလိုက်ပါတယ်မိမရှာအတောင်းရောက်သည့်အခါ၌ညာနင်းတွေနှင့်ပတ်ထရစ်တို့ဟာလည်းမော်လမြိုင်အင်ကြီးကိုရောင်းရန်အတွက်မော်လမြိုင်သို့သွားရပြန်ပါတယ်မော်လမြိုင်သို့ရောက်လျင်ရှေ့နေမောင်ရွှေထွန်းကညာနင်းနယ်ထံသို့လာ၍အနှွေအန်ဒီတောင်းကိုရန်ကုန်ခေါ်ထားတာတော့ဟုတ်ပါပြီဒီရင်ကြီးကဒီတိုင်းပြစ်ထားလို့ဖြစ်ပါမလားအေးရော့ငွေ30အန်ဒီတောင်းစီကငါချီးထားတာစက်မနေပါနဲ့ကိုရွှေထွန်းရဲ့ရာပြီးပြီလို့ຫນွေပြောလိုက်ပါမယ်မလုံနဲ့သူ့အကျွေးရှိရင်နောက်ဘဝသူ့အိမ်မှာနွားကြီးဖြစ်နေမလွယ်ဘူးအနှွေအန်ဒီတောင်းကမတရားခိုင်းပါလို့ရှေ့နေမောင်ရွှေထွန်းကပြောပါတယ်ဒီလိုစဉ်းစားတယ်ကိုရွှေထွန်းຫນွေတို့လည်းနေတာမှမဟုတ်ပဲဒီရင်ကြီးကိုရောင်းပစ်လိုက်မယ်အေးကောင်းတယ်ဒါမဲ့ဝဲတဲ့လူနဲ့မတွေ့သေးခင်မှာဒီမှာတယောက်တော့နေမှရမယ်ပြီးတော့အင်ရှင်နဲ့တွေ့ကြပါတယ်လို့ဝဲတဲ့သူကပြောရင်လေနင်တို့ကရန်ကုန်မှာဆိုတော့ခက်တယ်အေးဟဲအတောင်းကိုမခေါ်ပဲဆက်ပြီးထားရင်ကောင်းသားအခုမှတခါမော်လမြိုင်ပြန်ပါအောင်ဆိုရင်အတောင်းကစိတ်ကောက်တော့မယ်အန်ဒီတောင်းရှိလို့လေအပူပဲဟဲ့တကယ်အရေးကြောင်းမှာနင့်စီကအဖြေမရဘဲနဲ့အန်ဒီတောင်းကဘာမှလုပ်ရဲတာမဟုတ်ဘူးငါအကြိုက်ကတော့အိမ်မယောင်းခင်မှာပတ်ထရစ်ကိုဒီအိမ်မှာထားလိုက်မရပစ္စည်းလင်းပိုင်နေဟာဝယ်မဲ့လူကပိုင်ရှင်ရဲ့အတော်နဲ့တွေ့ကျင်တာမဟုတ်ဘူးပိုင်ရှင်နဲ့တွေ့ကျင်မှာနေရလဲရန်ကုန်မှာအလုပ်ရှိတော့လာနေလို့မဖြစ်ဘူးပတ်ထရစ်နေခဲ့တာအကောင်းဆုံးပဲဘယ်နဲ့လဲပတ်ထရစ်ထို့သောညာနင်းတွေကမေးလိုက်ရာပတ်ထရစ်ကကောင်းသားပဲလို့သာပြန်၍ဖြေပါတယ်ကိုလူကတော့ကောင်းသားပဲတစ်လုံးကိုအလွတ်ချက်ထားတဲ့လူပဲလို့ရှေ့နေမောင်ရွှေထွန်းကပြောပါတယ်ထိုအချိန်၌ခြံအတွင်းသို့တစုံတယောက်ဝင်၍လာသဖြင့်ရှေ့နေမောင်ရွှေထွန်းကလှမ်း၍ကြည့်လိုက်ရာမင်းမောင်ဖြစ်ကြောင်းတွေ့ရပါတယ်ဟေးမင်းမောင်လာဟေ့ထို့သောရှေ့နေမောင်ရွှေထွန်းကခေါ်လိုက်ပါတယ်မင်းမောင်လည်းအိမ်တွင်းသို့ဝင်၍လာရာနှစ်ယောက်ထိုင်ကုန်၌ဇုံတွဲထိုင်လျက်ရှိသောညာနင်းနယ်နှင့်ပတ်ထရစ်ကိုတွေ့လျင်စိတ်အတွင်း၌အနှဲငယ်ထူးဆန်းသလိုဖြစ်သွားပါတယ်အနှွေရဲ့နင်ဟိုတစ်ခေါက်လာတာငါးစီတောင်မဝင်ဘူးအခုလေနင်ရောက်နေတယ်ဆိုတာအပူလေးပြောလို့ငါလာခဲ့တာအရင်တစ်ခေါက်မဟုတ်ဘူးဟဲ့နှစ်ခေါက်ပထမတစ်ခေါက်ကငါတယောက်တည်းလာသေးတယ်နောက်တစ်ခေါက်ကဒို့လင်မယားနှစ်ယောက်လင်မယားဟုတ်လားထို့သောမင်းမောင်ကပြောကာပါဇက်အဟောင်းသားဖြစ်သွားပါတယ်ဟုတ်တယ်မင်းမောင်ငါနဲ့ပတ်ထရစ်နဲ့ယူလိုက်ကြပြီပတ်ထရစ်ဟောတာမမရဲ့တငယ်ချင်းမင်းမောင်တဲ့ထို့သောညာနင်းတွေကပြောလိုက်ရင်ပတ်ထရစ်ကတွေ့ရခြင်းအတွက်ဝမ်းသာကြောင်းပြော၍မင်းမောင်ကိုလက်ဆွဲနှုတ်ဆက်ပါတယ်မင်းမောင်လည်းဦးကြောင်ကြောင်နှင့်ပင်ဟုတ်ကဲ့ဝမ်းသာပါရဲ့ဗျာလို့ပြောရင်ပတ်ထရစ်ကိုနှုတ်ဆက်တော်လဲအမှန်စင်စစ်အားဖြင့်လွန်စွာဝမ်းနည်း၍သွားပါတယ်သူ၏နှလုံးသေးပုံပေါ်တွင်တိဆောက်ထားသောအချစ်ရဲတိုက်ကြီးသည်လည်းလုံးဝပြိုလဲသွားပြီဖြစ်ကြောင်းမင်းမောင်နားလည်သွားပါတယ်ထို့ကြောင့်မင်းမောင်သည်လည်းဆွေးမြေ့၍သွားပါတော့တယ်အော်နင်အိမ်တော်ပြုတ်လိုက်ပြီကိုလို့တူတူညင်ညင်ကလေးပြောလိုက်ပါတယ်ဟေးကောင်မင်းမောင်မင်းရလဲကွာအနှွေအိမ်တော်ကြတာကိုဘာကြီးဖုန်ကြီးပြန်လို့တော်မူတာကြာနေတာပဲလို့ရှေ့နေမောင်ရွှေထွန်းကပြောလိုက်မှပင်မင်းမောင်သည်လည်းမိမိခံစားနေရသောအဖြစ်ကိုသတိရ၍မျက်နှာကိုပြင်လိုက်ပြီးလျှင်ရီမောပြလိုက်ပါတယ်မဟုတ်ပါဘူးကွာငါစိတ်မကောင်းတာဒီလိုပါဘာပဲဖြစ်ဖြစ်ငါတို့တငယ်ချင်းတွေကိုတော့အတိပေးတင်တာပေါ့အနှွေမင်္ဂလာဆောင်ရင်ငါကသရိုးသားအရန်နေရာကဝင်ပြီးကူညီရမယ့်လူမဟုတ်လားလို့မင်းမောင်ကပြော၍မိမိခံစားချက်ကိုဖုံးဖိလိုက်ပါတယ်မင်္ဂလာမဆောင်ဘူးဟဲ့ချက်ချင်းယူလိုက်ကြတာအဲ့ဒါကြောင့်နင့်ကိုအတိမပေးနိုင်တာပေါ့မင်းမောင်ရဲ့က
ထို့သို့မြာနင်းတွေကပြောလိုက်ပါတယ်ပတ်ထွေကမူမြာနင်းတွေအိမ်အောင်ကျသွားပြီးဆိုလိုက်ယုံနဲ့မင်းမောင်တယောက်မျက်နာပြတ်သွားပုံစိတ်မကောင်းဖြစ်သွားပုံမျက်နာ၌ဆွေးရိမ်များရှက်တန်းသွားပုံတို့ကိုသတိပြုမိပါတယ်၎င်း၏စိတ်၌လည်းမင်းမောင်နှင့်မြာနင်းတွေတို့သည်မြည်တို့မြည်ပုံဖြစ်ခဲ့ကြသည်။မင်းမောင်၏ဆက်ဆံပြောဆိုပုံမှာရင်းနှီးလွန်းလာပေသည်ဟု၍လည်းစဉ်းစားနေမိပါတယ်။တဖန်မမနွယ်ဟာပွင့်ပွင့်လင်းလင်းရှိတဲ့မိန်းမတစ်ယောက်ပဲ။တကယ်လို့မင်းမောင်ဆိုသူနဲ့ချစ်ကြိုက်ခဲ့ပါလျင်လဲမြုံထားမိမိန်းမမျိုးမဟုတ်ပဲ။ထို့သောလည်း၎င်း၏စိတ်၌ဖြစ်ပေါ်လာပြန်ပါတယ်။ထို့နောက်မင်းမောင်သည်မြာနင်းတွေတို့ကိုနှုတ်ဆက်၍ပြန်သွားပါတော့တယ်။မင်းမောင်ပြန်၍ထွက်သွားသည်ကိုမြာနင်းတွေရောပတ်ထရစ်ပါလှမ်း၍ကြည့်လိုက်ကြပါတယ်။ခြံဝစီတို့ခေါင်းကိုက်စိုက်ချလျက်ရှောက်သွားနေသောမင်းမောင်ကိုမြင်ရပါတယ်။ထို့နောက်မြာနင်းတွေကပတ်ထရစ်အားဘလို့လဲပတ်ထရစ်အိမ်ကြီးကိုရောင်းဖို့မောင်လေးနေခဲ့မှဖြစ်မယ်။ထို့သို့ပြောလိုက်ရာရှေ့နေမောင်ရွှေထွန်းကကောင်းသားပဲမမဟုဝင်၍ပြောလိုက်ပါတယ်။ဟဲကိုရွှေထွန်းပြောတဲ့အတိုင်းပါပဲလို့ပတ်ထရစ်ကပြောပါတယ်။ကျုပ်သိပါတယ်ခမည်းကအနွယ်ပြောသမျှကောင်းသားပဲလို့ပြောမယ်စက်ရုပ်ဆိုတာကျုပ်သိပါတယ်ထို့နောက်ရှေ့နေမောင်ရွှေထွန်းကအိမ်ရောက်ရန်အတွက်ပွဲစားများနဲ့တိုင်ပင်ရန်ဝယ်လိုသူနဲ့တွေ့လျင်ပတ်ထရစ်ထံသို့ခေါ်လာရန်ညာနင်းတွေကမှာကြားပါတယ်ငါပြောမလို့မေ့နေတယ်ပတ်ထရစ်ကိုထားခဲ့တာကောင်းတယ်ဟဲ့နင်တို့အိမ်ကြီးကိုဝယ်မဲ့လူကမြန်မာတွေကမရှိဘူးဘိုးတွေကဖြစ်မှာပဲအတောင်းဆိုရင်ဘိုးတွေခေါ်လာလို့လည်းမဖြစ်ဘူးပတ်ထရစ်ဆိုတော့နေရာကြတာပေါ့ဟဲ့အဲ့ဒီအချက်ဟာဒီရင်ကြီးမှာပတ်ထရစ်နေခဲ့ဖို့အကောင်းတဲ့အချက်ပဲချစ်စခင်စကျင်နာစလင်မယားကိုတပွဲတစ်ပြားစီနေကြဖို့အကြံပေးတဲ့အတွက်ငါတော့ငရဲကြီးမှာအမှန်ပဲအနွယ်ဤသို့နှင့်ပဲညာနင်းတွေတို့သုံးဦးတိုင်ပင်ပြီးနောက်ပတ်ထရစ်အားမော်လမြိုင်အိမ်၌ထားခဲ့၍ညာနင်းတွေစီလည်းရန်ကုန်သို့ပြန်ခဲ့ပါတော့တယ်ပတ်ထရစ်လည်းမော်လမြိုင်အိမ်ကြီး၌ပြင်းရီမြင်းငွေစွာဖြင့်ဒရဝံလုပ်နေရပါတယ်တနေ့တနေ့ပတ်ထရစ်သည်လည်းပြင်းပြင်းရှိသည်နှင့်ရွှေပြည်တော်သည်တချင်းကြီးတစ်ပုဒ်ကိုစံတရားတီး၍နေပါတယ်ထို့သောတီးနေစဉ်၌ပင်မိမတဦး၏တချင်းတန်ကိုကြားရပါတယ်ထိုမိမသည်ပတ်ထရစ်၏အတီး၌ဝင်၍တီးဆိုလိုက်ခြင်းဖြစ်ပါတယ်လွမ်းသလေမောင်ကြီးယိုလာရီလွမ်းပါသလေပြူမောင်ကြီးမိမသည်လည်းပြီးပြီးပြင်းပြင်းဝင်၍ဆိုပါတယ်ပတ်ထရစ်သည်လည်းတီးလက်စစံတရားကိုရက်လိုက်၍အတန်လာရာစီသို့လှမ်း၍ကြည့်လိုက်ရာထိုမိမကိုမြင်ဘူးသလိုလိုရှိတော်လဲမြည်သည့်နေရာ၌မြင်ခဲ့ဘူးသည်မြည်သူမြည်ဝါဖြစ်သည်ကိုမူစဉ်းစား၍မရဘဲရှိပါတယ်ဘာလဲပတ်ထရစ်ခင်မမကိုဥစ္စာဆောင်မလေးတယောက်ဘွားကနေပေါ်လာတယ်လို့ထင်နေရလားခြံတကားပိတ်လို့ခွေးတို့ဘောက်ကနေဝင်လာခဲ့ရတာပါပတ်ထရစ်ကလည်းကွယ်ခင်မမကိုမမတ်မိတော့ဘူးလားပီတာတန်းဖီတို့ရဲ့တီးပါတီမှာဒဇပွဲတဲ့အတူထိုင်ခဲ့တဲ့ဥစ္စာရာဇိုးဝန်ထောက်အန်ကယ်ဥပပါရဲ့တူမလေးထို့သောခင်မမကချွဲချွဲဖြစ်ဖြစ်အတန်နဲ့ပြောပါတယ်။ဩမှတ်မိပါပြီ။အားနာစရာဗျာခွေးတို့ဘောက်ကဝင်ခဲ့ရတယ်လို့ဒါနဲ့နေပါဦးကိစ္စကထို့သောပတ်ထရစ်ကမေးလိုက်ပါတယ်။ကိစ္စကဒီလိုပါတဲ့ရှင်ပတ်ထရစ်ဆိုတဲ့လူတယောက်အင်ကြီးတစ်လုံးကိုဒရုံဟန်လုပ်နေရတယ်တဲ့သူခမညာတိတ်ပြီးပြင်းနေရှာတယ်ဆိုပဲပြီးတော့တယောက်တည်းဆိုတော့စားရတောက်ရတာလည်းမကောင်းရှာဘူးဆိုပဲဒါကြောင့်ခင်ကကြက်သားကြော်ရဲပမုတ်ထောပတ်တုပ်ရဲကော်ဖီရဲထည့်ပြီးလာပို့တာပါရှင်လို့ခင်မမကပြောပါတယ်ကျေးဇူးတော့တင်ပါတယ်ခင်မမရဲ့ဒါမဲ့ကျွန်တော်နဲ့ခမညာနဲ့ဒီရင်ကြီးမှာနှစ်ယောက်တည်းဆိုတော့မသိတော့ဘူးပေါ့လေထို့သောပတ်ထရစ်ကပြောလိုက်ရာခင်မမကကိုစိတ်ကရိုးသားရင်ပြီးတာပဲမရိုးသားရင်တော့ပတ်ဝန်းကျင်ကိုတွေးပြီးကြောက်ရမှာပေါ့ခင်တို့ကတော့ယူယူတသားဆိုတော့ဘသူကဘာပဲပြောပြောမဖြုံပါအောင်ကဲပါခင်ယူလာတာလေးတွေစားလိုက်ပါအောင်လို့ဆိုကကြက်သားကြော်ထဲ၍ယူလာသောဂျိုင်းကိုဖွင့်၍ကြက်သားကြော်များကိုဖဲ့ပေးပါတယ်ဖဲ့ရုံများမကပတ်ထရစ်ကိုကျွေးပါတယ်ကျွေးရုံများမကပတ်ထရစ်ပါဇက်အတွင်းသို့အတင်းလိုက်၍ခွန်ပါတယ်။အိုးနေပါစေခင်မမကျွန်တော်စားပါမယ်။ထို့သောပတ်ထရစ်ကငင်းဆန်လိုက်ပြီးလျင်ခ
ခင်မမ၏အခွင့်ကိုမခံဘဲမိမိဘာသာယူ၍စားပါတယ်တခုတော့တောင်းပန်ပြရစီဗျာအားလဲနာပါရဲ့မက်ခင်မမအခုလိုလာတာကျွန်တော်မိမသိသွားရင်ကျွန်တော်တို့အိမ်တော်ကြီးမှာတမျိုးတမီဖြစ်သွားနိုင်တယ်ပတ်ထရစ်ရဲ့ခင်တို့မိမတွေကရှင်တို့ယောက်ျားတွေလိုသဘောထားမနှုပါဘူးရှင်ခင်နဲ့ပတ်ထရစ်နဲ့ဘာမှမဖြစ်ကြတာခင်ကိုယ်တိုင် recommend ပေးလိုက်ရင်ပတ်ထရစ်ရဲ့ဇနီးမျက်ခြေများနင်းတွေကကျဉ်းနှက်သွားမှာပါထို့သောခင်မမကပြောပါတယ်ပတ်ထရစ်သည်လည်းခင်မမကိုအမျိုးမျိုးနှင်ပါတယ်တို့ရာတွင်ခင်မမကမသွားပဲပေကပ်၍နေပါတယ်တချင်းတစ်ပုတ်ဆိုပြမှသွားမည်ဟုအကြက်ကန်သဖြင့်ပတ်ထရစ်သည်လည်းစန်းရတီး၍အောက်ပါလက်တန်းသချင်းကိုဆိုပြရပါတယ်ပြန်တင်လာကြပါပြီပြန်တင်လာကြပါပြီခမည်းပြန်တင်လာကြပါပြီခမည်းလာတာကျွန်တော်စိတ်ညစ်သည်ပြန်စီခြင်းပါပြီထိုအခါ၌ခင်မမကပတ်ထရစ်အနီးသို့ကပ်ကာပတ်ထရစ်ရဲ့ခင်နဲ့မြာနင်းတွေကဘာများကွာလို့လဲလို့မခုတ်တရုပ်မျက်နှာထားလေးနှင့်မေး၍ထွက်သွားပါတော့တယ်ခင်မမထွက်သွားသည့်အခါ၌ပတ်ထရစ်၏စိတ်တွင်ဒီမိမငါ့ကိုကြွေးတဲ့အစာမှာမဟုတ်ကဟုတ်ကမြစ်တီးညစ်ပတ်ဆေးတွေခတ်ထားခြင်းခတ်ထားမှာဟုတွေးမိလျက်အာခေါင်အတွင်းသို့လက်ညှိုးထိုး၍အန်ထုတ်ပစ်ပါတော့တယ်ပတ်ထရစ်အစာများအန်ထုတ်နေသည့်အချိန်၌ပတ်ထရစ်၏ခြံတွင်းမှထွက်သွားသောခင်မမသည်လမ်းမှစောက်၍နေသောယောက်ျားတစ်ဦးနှင့်တွေ့ဆုံပါတယ်ဘလို့လဲခင်နေရာကြခဲ့ရဲ့လားနေရာမကြတကြပါပဲဒါပေမဲ့ခင်နူးရင်တော့ရမှာပါနေရာကြလိုက်တာထောင်ချောက်ထဲကိုဝင်တော့မယ်ပေါ့ဟုတ်လားထိုယောက်ျားမှာကတထေးသားလူရှုပ်မောင်မောင်ဦးပင်ဖြစ်ပါတယ်မောင်မောင်ဦးနှင့်ခင်မမတို့သည်မော်လမြိုင်သို့အလဲအပတ်ရောက်ရှိနေကြစဉ်၌ညာနင်းတွေ၏အိမ်ကိုရောက်မိတဲ့ပတ်ထရစ်တူးတဲ့အိမ်ဆောင်နေသည့်သတင်းကိုပါကြားရသဖြင့်မောင်မောင်ဦးကခင်မမအားပတ်ထရစ်ထံသို့ဆေးလွတ်ခဲ့ခြင်းဖြစ်ပါတယ်မောင်မောင်ဦးသည်၎င်းဆင်ထားသည့်ထောင်ချောက်အတွင်းပတ်ထရစ်တယောက်သက်ဆင်းလာမည်ကိုတွေး၍ပီတိဖြစ်နေပါတော့တယ်ထိုအချိန်၌ပတ်ထရစ်မာမူကခြံတွင်းရှိတစ်သားအတူစားများကိုရှာဖွေလျက်ခင်မမဝင်ခဲ့သောခွေးတို့ပေါက်ကိုပိတ်ဆို့ကာရန်လျက်ရှိပါတော့တယ်ရှေ့နေမောင်ရွှေထွန်းသည်လည်းပတ်ထရစ်ထံသို့အင်ကြီးသူများမကြာခဏခေါ်၍လာပါတယ်တို့ရာတွင်၎င်းခေါ်လာခဲ့သောသူများမှာဝယ်မိသူများမဟုတ်ဘဲအိမ်ပွဲစားများသာဖြစ်ကြောင်းကိုရွှေထွန်းကမသိချပေထို့ကြောင့်ပတ်ထရစ်သည်လည်းရှေ့နေမောင်ရွှေထွန်းအားအောက်ပါအတိုင်းပြောပါတော့တယ်ကိုရွှေထွန်းခေါ်လာတဲ့လူတွေကဝယ်မဲ့လူတွေမဟုတ်ဘူးထင်တယ်ပွဲစားတွေနဲ့တူပါရဲ့ဗျာတကယ်ကိုဝယ်ချင်ပါတယ်ဆိုတဲ့လူလောက်တာခေါ်ခဲ့ပါဗျာဘာဖြစ်လို့လဲဆိုတော့ခမားခေါ်လာတဲ့လူတွေကနောက်တစ်နေ့မှတခြားလူတွေခေါ်လာပြီးအိမ်ကိုပြနေတယ်ကျုပ်ထင်တော့အဲ့ဒီလူတွေကပွဲစားတွေပဲဖြစ်လိမ့်မယ်အေးလေဗျာပွဲစားတွေဖြစ်တော့ဘာဖြစ်လဲသူတို့ကပါအိမ်ကိုရောင်းဖို့ဆက်လိုက်ရင်ငင်ငယ်ရောင်းရတာပေါ့ဗျာလို့ရှေ့နေမောင်ရွှေထွန်းကပြောပါတယ်ဒါတော့ဒါပေါ့ဗျာတကယ်လဲဝယ်တာမှမဟုတ်ပဲအိမ်ကိုလာပြီးဟိုမေးဒီမေးနဲ့လှုပ်တာအလုတ်ပူတာပေါ့ဗျာလို့ပတ်ထရစ်ကပြောရင်ရှေ့နေမောင်ရွှေထွန်းကအလုတ်ပူရအောင်ခမည်းမှာဘာအလုတ်ရှိလို့လဲဒီအလုတ်ပဲရှိတဲ့ဥစ္စာပတ်ထရစ်ရဲ့စိတ်ရှိထားမှာပေါ့လို့ပြောပါတယ်ပတ်ထရစ်လည်းရှေ့နေမောင်ရွှေထွန်းစကားကိုထောက်၍ဒီလူကငါ့ကိုလူဘိုတယောက်အလုတ်မရှိတဲ့လူတယောက်ဆိုပြီးအထင်သေးနေတာပဲလို့တွေးမိသည့်အလျောက်ဆက်လက်၍ပြောဆိုခြင်းမပြုတော့ဘဲအင်္ဂလိပ်သတင်းစာဟောင်းတစ်စောင်ကိုဖတ်၍နေပါတော့တယ်။ညပိုင်းသို့ရောက်လျင်ပြင်းပြင်းရှိသည်နှင့်စန္ဒယာတီး၍နေပါတယ်။ထိုအချိန်၌ခင်မမသည်လည်းလှပစွာဝတ်စားလျက်ခြံဤခွေးတို့မောက်မှဝင်ရန်ကြိုးစားနေပါတယ်။၎င်းခွေးတို့ပေါက်မှလည်းပတ်ထရစ်ကပိတ်ဆို့ထားခဲ့ပြီးဖြစ်သဖြင့်ခင်မမဖို့အခက်တွေ့နေပါတယ်။ကုကုခင်ဝင်လို့မရဘူးအပေါက်ကိုပိတ်ထားလိုက်ပြီ။ထို့သို့ခင်မမကမောင်မောင်ဦးအားလှမ်း၍ပြောပါတယ်။ဒီလိုလုပ်ကွာခင်ကိုကိုအောက်ကနေပင့်ပြီးတွန်းတင်ပေးမယ်ခင်ကအပေါ်ခြံစည်းရိုးကိုလက်နဲ့ဆွဲပြီးကြော်ဝင်ပြီးတော့ထို့သို့မောင်မောင်ဦးကပြောသဖြင့်ခင်မမလည်းခွေးတိုးပေါက်နေရာမှခွာခဲ့ပြီးလင်ခြံစည်းရိုးကိုတွေ့၍တက်ပါတယ်မောင်မောင်ဦးကအောက်မှနေ၍
ခင်မမ၏တင်ပါကိုလက်နှစ်ဖက်ဖြင့်တွန်း၍တင်ပေးပါတယ်ခင်မမသည်လည်းခြံစည်းရိုးပေါ်၌အပေါ်တန်းကိုကိုင်းမိလျင်ခြံအတွင်းဘက်သို့တွယ်၍ဆင်းပါတယ်တို့ရာတွင်ကောင်းစွာမစင်းတတ်သဖြင့်ဘုံကနေခွေးကြသွားပါတယ်အာနာလိုက်တာကူရဲလို့ခြံအတွင်းမှာခင်မမကညီးပါတယ်အနာခံမအသာဆန်ရမယ်ခင်ရဲ့လို့ခြံပြင်ဘက်မှမမောင်ဦးကအားပေးပါတယ်ခင်မမသည်လည်းဖုတ်ဖက်ခါ၍အိမ်ဘက်စီသို့ရှောက်သွားပါတယ်အိမ်ဝသို့ရောက်သည့်အခါ၌တကားပိတ်ထားသည်ကိုတွေ့ရသဖြင့်အင်း၏နောက်ဘက်သို့မှောင်မဲမဲကြီးတဲတွင်စမ်းတဝါဝါသွားရပါတယ်အိမ်နောက်ဘက်သို့ရောက်လျင်အနောက်ဘက်လေကားမှအပေါ်သို့တက်၍သွားပါတယ်အပေါ်သို့ရောက်သည့်အခါ၌တကားပိတ်ထားသည်ကိုတွေ့ရသဖြင့်အောက်သို့ဆင်း၍ခြံဝသို့ပြန်လာပြီးလျင်မမောင်ဦးကိုခေါ်ပါတယ်ကိုတကားတွေအတွင်းဘက်ကနေကျက်ချပြီးတော့ပိတ်ထားတယ်ခင်ဝင်လို့မရဘူးထို့သို့တီးတိုးတန်လေးဖြင့်ပြောပါတယ်မမောင်ဦးလည်းခေါင်းကုပ်၍အကြံထုတ်နေပါတယ်တအောင်မြအကြံထုတ်ပြီးနောက်ဒီလိုလို့ခင်ကဟိုရင်ဘေးမှာသွားပုံးနေကိုကဒီကပတ်ထွတ်ထွက်လာအောင်အတန်ပေးမယ်သူကတကားဖွင့်ပြီးခြံထဲကိုဆင်းလာရင်ခင်ကအဲ့ဒီတကားပေါက်ကနေအသာလေးဝင်သားယုံပဲလို့ပြောလျင်ခင်မမသည်လည်းအိမ်ဘေးစီသို့ပြေး၍ပုံနေပါတယ်ထိုအခါမမောင်ဦးကအိမ်ပေါ်တက်သို့မော့ကာအတန်ဖြတ်၍အောက်ပါအတိုင်းអော်ပါတော့တယ်ဘတ်ထွေရေဟေးဘတ်ထွေတကားပွင့်ပါညာနင်းတွေပွဲရုံကလူပါညာနင်းတွေရဲ့စာလဲပါပါတယ်ဘတ်ထွေလဲခေါ်တန်ကြား၍ဝရန်တာသို့ထွက်သွားအပြင်သို့ကြည့်တော့လဲမောင်မဲနေ၍တစုံတရာမျှမမြင်ရပါခေါ်တန်ကိုမူဆက်၍ကြားနေရသဖြင့်လာပြီးလို့အော်ဟစ်ကအောက်ထပ်သို့ဆင်း၍တကားဖွင့်ပြီးလျင်ခြံတကားစီသို့ရှောက်သွားပါတယ်ထိုအချိန်၌အိမ်ဘေးတွင်ပုံ၍နေသောခင်မမသည်ပတ်ထွေထွက်လာသောတကားပေါက်မှခြေတံမကြားအောင်ဝင်၍သွားပြီးလျင်အိမ်ပေါ်တက်သို့တက်ကအိတ်ခမ်းအတွင်းသို့ဝင်၍ပတ်ထွေအိမ်မီအိယာ၌ပက်လက်လန်လျက်အဆန့်သားအိပ်၍နေပါတော့တယ်ပတ်ထွေမှမူတကားသို့ရောက်သည့်အခါ၌တစုံတယောက်မှမတွေ့ရသဖြင့်အံ့ဩ၍နေပါတယ်မမောင်ဦးမှမူလမ်းထိပ်စီသို့တုတ်ချီတင်၍ပြေးပါတော့တယ်ပတ်ထွေလည်းအိမ်ဘက်သို့ပြန်လာပြီးလျင်အိမ်အတွင်းသို့ဝင်၍တကားကိုပိတ်ကာအပေါ်တက်သို့တက်သွားပါတယ်အပေါ်တက်သို့ရောက်လျင်ကော်ဖီတောက်၍အိတ်မီဟုစဉ်းစားကာကော်ဖီကိုဖြော်ပါတယ်ကော်ဖီဖြော်၍ပြီးလျင်ကော်ဖီပကံကိုယူခဲ့၍အိတ်ခမ်းအနီးရှိစပွဲပေါ်၌တင်ကာပြတင်းပေါက်တကားများကိုရှောက်၍ပိတ်ပါတယ်ထိုအချိန်၌ခင်မမသည်လည်းအိတ်၍နေရာမှကြပြားကြရာထား၍အသင့်ယူလာသောအိတ်ဆေးဘူးမုံကိုပတ်ထွေ၏ကော်ဖီအတွင်းသို့ထည့်ပါတယ်ပတ်ထွေလည်းပြတင်းပေါက်တကားများပိတ်ပြီးနောက်စပွဲပေါ်မှကော်ဖီကိုကောက်၍မော့ပါတော့တယ်ထို့သို့မော့ပြီးတအောက်မှကြာလျင်ခေါင်းထဲတွင်ရီဝေ၍လာပါတယ်ရီဝေရာမှတဆင့်မူးနောက်၍လာပါတယ်နောက်ဆုံးတွင်၎င်း၏ကိုအနိုင်နိုင်ထင်းရဲ့အိတ်ခမ်းဝအတွင်းသို့သွားကာအိတ်မီအပြုတ်တွင်အိယာပေါ်တွင်ဆန့်ဆန့်ကြီးအိတ်နေသောခင်မမကိုမြင်ရပါတယ်တို့ရာတွင်ပတ်ထွေလည်းမျက်လုံးများရီဝေနေပြီဖြစ်သည်ဖြင့်မြည်သူမြည်ဝါဟုမသေးမကွဲသဖြင့်အားဆိုင်၍ကြည်နေရင်းနှင့်ပင်ခင်မမအပေါ်သို့မှောက်လျက်သားလဲကြကာတတိလိ၍သွားပါတော့တယ်ထိုအခါ၌ခင်မမသည်လည်းပတ်ထွေ၏ဝေစားများကိုချွတ်ပစ်ပါတယ်ထို့အတူ၎င်း၏အင်ဂျင်နှင့်အထက်ပိုင်းကိုလည်းဗလာဖြစ်အောင်လုပ်ပစ်လိုက်ပါတော့တယ်ညာမကြာမီ၌တထေးသားမမောင်ဦးသည်လည်းရာဇဝတ်အုပ်စိန်မောင်နှင့်ကလားရှိနေတူကိုခေါ်လာပြီးလင်ပတ်ထွေ၏ခြံတကားဝါကိုတော့ဖြတ်၍အတွင်းသို့ဝင်လာခဲ့ပါတယ်ခြံအတွင်းသို့ရောက်လင်လဲအိမ်တကားမှမှန်တစ်ချက်ကိုရိုက်ခွဲ၍ချက်ကိုလက်ဖြင့်နှိုက်ကာတကားဖွင့်ပြီးအတွင်းသို့ဝင်ပါတယ်အတွင်းသို့ရောက်လင်မမောင်ဦးကရာဇဝတ်အုပ်ရဲ့ကျုပ်ကကျုံမိမောင်မတင်ကားနေတာကြာပါပြီအခုတော့ကျုံမျက်စိနဲ့မြင်တာကျုံမိမကမှောင်စာပြိုးလောက်မှဒီကိုရောက်လာတယ်ပတ်ထွေဆိုတဲ့ကောင်ကတကားဖွင့်ပေးတယ်ဒီကောင်ကတော်တော်ရုပ်မာတဲ့ကောင်ပါပဲလို့တီးတိုးလေတံဖြင့်ပြောပါတယ်ထို့နောက်မမောင်ဦးကခေါင်းဆောင်၍အပေါ်တက်သို့တက်လာပါတယ်ရာဇဝတ်အုပ်ဦးစိန်မောင်နှင့်ကလားရှိနေကြီးကနောက်မှလိုက်ကြပါတယ်အပေါ်တက်သို့ရောက်လျင်အစင်သင့်တွေ့ရသောမှန်အင်ကိုကောက်ယူ၍အိတ်ခမ်းကိုရှာဖွေပါတယ်အိတ်ခမ်းကိုတွေ့လျင်မှန်အင်ကိုမြှောက်၍ကြည့်ပါတယ်ရှ်တော်တွေ့ပြီဟ
ဟိုမှာတွေ့လားနှစ်ယောက်သားဝစ်စလစ်နဲ့အိပ်ပျော်နေလိုက်ကြတာဗျာထို့သို့မောင်မောင်ဦးကပြောလျင်ကလားရှိနေကြီးကရှေ့သို့လမ်း၍လာပြီးမောင်မောင်ဦး၏လက်အတွင်းမှမှန်အင်ကိုဆွဲယူ၍မိစာကိုမြင့်ကာအိတ်ခမ်းစီသို့တိုးကပ်သွားပါတယ်ရာဇဝဲအုပ်နှင့်မောင်မောင်ဦးလည်းနောက်မှလိုက်ကြပါတယ်ကရင်ပေါ်၌ကအပေါ်ပိုင်းဗလာချင်း၍နေသောခင်မမနှင့်တကူလုံးဗလာချင်း၍နေသောပတ်ထရစ်တို့ကိုကောင်းစွာတွေ့မြင်ကြရပါတယ်ရာဇဝဲအုပ်ကပတ်ထရစ်အားနှိုး၍ဖမ်းမည်ဟုရှေ့သို့တိုးသွားတော့လဲမောင်မောင်ဦးကလက်ကိုဆွဲထားပါတယ်မောင်မောင်ဦးသည်လည်းရာဇဝဲအုပ်နှင့်ကလားရှိနေကြီးကိုအပြင်သို့ဆွဲထုတ်ခဲ့ပြီးနောက်တီးတိုးလေတံဖြင့်ဒါကြောင့်ကျုပ်ကပြောတာပေါ့အခုခါမှာဖမ်းဖို့လည်းမလိုပါဘူးဒါပေမဲ့တချင်းချင်းကျုံမိမနဲ့ကျုံနဲ့လင်ကန်းမရကန်းပြတ်ကြရင်တော့ဒီအချက်ကိုကျုပ်ဘက်ကခမရတို့နှစ်ယောက်တက်တည်လိုက်ကြရမယ်လို့ပြောပါတယ်တက်တည်ပဲလောက်ရတော့မှာပေါ့ဗျာနှုတ်မို့ဒီလိုအမှုမျိုးသာလိုက်ရရင်တေချာပေါက်ပေါ့လို့ကလားရှိကြီးကအင်္ဂလိပ်ဘာသာဖြင့်တပြစ်တောက်တောက်ပြောပါတယ်ထို့နောက်၎င်းတို့သုံးဦးသည်လည်းလာလန်းတိုင်းပြန်၍ထပ်သွားကြပါတော့တယ်မောင်မောင်ဦးသည်ပတ်ထွေအားကြောက်တွန်းရန်အကွက်ဆင်လိုက်နိုင်ပြီဖြစ်၍ဝမ်းထဲတွင်တကြီးကြီးနှင့်ခြေနှက်ဝမ်းသာလျက်ရှိပါတယ်မနက်မိုးလင်းသည့်အခါ၌ပတ်ထွေသည်လည်းအိယာမှနိုးလာပါတယ်ပတ်ထွေ၏စိတ်၌ညကအဖြစ်အပျက်ကိုအိမ်မက်ဟူ၍ပင်ထင်မှတ်နေပါတော့တယ်တို့ရာတွင်အိယာပေါ်တွင်ကြွေမလျက်ရှိသောနှင်းစီပန်းကလေးစီသို့မျက်စိကရောက်သွားသည့်အခါ၌ပတ်ထွေသည်လွန်စွာတုန်လှုပ်သွားပါတယ်ထို့ကြောင့်နှင်းစီပန်းဘက်ကလေးကိုကောက်ယူ၍ကြည့်ကာညကဘလို့ဖြစ်တာပါလဲခင်မမနဲ့အတူအိတ်ခဲ့ရပါလားလို့တွေးရင်ခေါင်းရှုပ်၍လာသဖြင့်အိတ်ခမ်းပြင်ဘက်သို့ထွက်ခဲ့ပါတယ်အိတ်ခမ်းပြင်ဘက်သို့ရောက်လျင်စပွဲပေါ်တွင်မှိန်ဖြင့်ဖိထားသည့်စာရွက်ကောက်ကလေးကိုတွေ့မြင်ရသဖြင့်ကောက်ယူ၍ဖတ်ကြည့်ရာအောက်ပါစာကိုတွေ့ရပါတော့တယ်ပတ်ထရစ်ခင်ပြန်သွားပြီညခင်ရဲ့အပြိုစင်ဘွားကိုပတ်ထရစ်စီကိုအနှံခဲ့ရပြီလေဒါကိုခင်အနေနဲ့ဝမ်းမနေပါဘူးခင်ကချစ်နေတာကိုပတ်ထရစ်ကလည်းခင်ရဲ့အပြိုရည်ကိုပြားပရုံးလို့ဟင်းပြားပရုံးလို့မဟုတ်ဘူးမှုံယူနေတဲ့စင်ပေါက်ကြီးတစ်ကောင်လိုနင်းချေဝါမျိုးရပ်ပါပေတယ်ကွယ်ဒါပေမဲ့လေပတ်ထရစ်ကိုအပိုင်မရနိုင်တဲ့ခင်အဖြစ်ကိုတော့ဝမ်းနေမိပါရဲ့ပတ်ထရစ်ကိုအစင်ချစ်နေမဲ့ခင်ပတ်ထရစ်သည်လည်း၎င်းစာကိုဖတ်ပြီးနောက်ခေါင်းရှုပ်၍လာပါတယ်ငါဟာညာတော့ကစင်ပေါက်ကြီးတစ်ကောင်လိုသူ့ရဲ့အပြိုရည်ကိုရန်ကားဖြတ်စည်းခဲ့တယ်ဆိုလားပဲငါလည်းမသိရပါလားဘလို့ဖြစ်တာပါလဲဟူ၍တွေးရင်ရေချိုးခန်းသို့ဝင်ပါတယ်ထိုအချိန်၌မမောင်ဦးနှင့်ခင်မမတို့သည်လည်းမော်လမြိုင်အောက်လမ်းမကြီးရှိ၎င်းတို့တဲခိုရာအိမ်ကြီးတအိမ်ကြီးအပေါ်ထက်၌အောက်ပါအတိုင်းပြောဆိုနေကြပါတယ်ကိုဝင်လာတော့ခင်ဖြင့်ရှက်လိုက်တာဒီကြားထဲကလားရှိနေကြီးကမှန်ကြီးမြောက်ပြီးခင်အနားကိုလာကြည့်သေးတယ်တနာယူကလားကြီးလို့ခင်မမကပြောပါတယ်ဟိုကောင်တတိပြန်ရသေးလားခင်အမလီအသေးကောင်ကြားနေတာပဲခင်ပြန်လာတဲ့အထိအိတ်ဆေးကမပြေသေးဘူးထို့သောခင်မမကပြောလျင်မမောင်ဦးက၎င်း၏ရင်ဘတ်ကိုလက်ဝါးဖြင့်ဖိ၍တော်သေးတာပေါ့ဒီကောင်များသတိရလာပြီးခင်ကိုတကယ်မတော်တရားပြုလိမ့်မလားလို့ကိုမှနတ်တကြားတွေကိုတိုင်တယ်လိုက်ရတာဟေးကိုလေးမလွဲတာလို့တာခင်ကိုခိုင်းရတယ်ရင်ထဲမှာမချိပါဘူးခင်ရဲ့အခုလိုမှဲ့တစ်ပေါက်မှမစွန်ပဲပြန်ရောက်လာတာကကိုနဲ့ခင်တို့လိုသူတော်ကောင်းတွေကိုနတ်ကောင်းတွေကစောင့်မကြတာပဲဖြစ်မယ်ထို့သောပတ်ချွဲနဲ့ချွဲလေတံဖြင့်ပြောပါတယ်ဒီဟာလဲကိုကလွဲပြီးတခြားယောက်ျားကိုစိတ်နဲ့တော့မပြစ်မားတဲ့မိမမြက်ကလေးပါကိုလို့ခင်ကတကယ်အိမ်တွေရှင်မိမမြက်ကလေးတူဤခိုင်မျိုးဖြင့်ပြောပါတော့တယ်အထက်ဖော်ပြပါအဖြစ်ပြက်ဖြစ်သွားပြီးတပတ်ခန့်အကြာတွင်ရှေ့နေမောင်ရွှေထွန်းသည်လည်းပတ်ထရစ်ထံသို့ရောက်လာပြီးလျှင်မိမိရန်ကုန်သို့တစ်ခေါက်ပြန်ခဲ့ပြီးဖြစ်ကြောင်းမြာနင်းတွေလည်းမနှက်ပြန်လာမည်ဖြစ်ကြောင်းကိုပြောဆိုပါတယ်ထို့ကြောင့်နောက်နေ့မော်တော်ဆိုင်ချိန်၌ပတ်ထရစ်သည်မြာနင်းတွေကိုကြိုဆိုရန်အတွက်ကမ်းနားစိတ်သို့ထွက်ခဲ့ပါတယ်ကမ်းနားစိတ်သို့ရောက်လျင်ခင်မမနှင့်မျက်နှာချင်းဆိုင်တိုးမိပါတော့တယ်ဟေးပတ်ထရစ်ခင်ကိုမမြင်ချင်အောင်ဆောင်သွားတယ်ပေါ့လေဒါကြောင့်ခင်တို့အဖွားကပြောဘူးတယ်ယောက်ျားတွေကတိတ်ပြီးရက်ဆက်ကြတယ်တဲ့ဘာပဲဖြစ်ဖြစ်လေခင်ကတော့ပတ်ထရစ်ကိုမေတ္တာရှိနေတာကိုဘ
ပတ်ထရစ်ကမခေါ်ခြင်းလဲခင်ဟာပဲလိုက်ခွန်မှာပဲကဲစိုးစမ်းပါအောင်ဘယ်ကိုလဲကျုံမိန်းမလာမယ်ဆိုလို့စင်းပြီးကြုံမလို့ပါအော်အတော်ပဲခင်လဲပတ်ထရစ်ရဲ့ရင်းနှစ်ပလဲတွေမြာနင်းတွေကိုတခါမှမမြင်ဘူးသေးဘူးခင်ပါကြုံမယ်ထို့သောခင်မမကပြောလိုက်ရင်ပတ်ထရစ်သည်ထိတ်ထိတ်ပြပြဖြင့်မလောက်ပါနဲ့ဗျာရှစ်ကြီးခိုးပါရဲ့ကျုံမိန်းမအထင်လွဲနေအောင်မယ်မိန်းမမသိအောင်ခိုးကြောင်ခိုးဝဲလှုပ်ထားတာတွေပေါ်ကောင်မှကြောက်နေပြီလားစိတ်ချပါရှင်အဲ့ဒီကိစ္စကိုခင်ကပြောပါမလားခင်တို့ကအင်ဒရီရှင်မိန်းကလေးပါပြီးတော့ပတ်ထရစ်ကမိန်းမတွေကိုဥတူမျိုးဆိုပြီးအထင်သေးနေတာကိုခင်တို့မိန်းမတွေကသဘောထားကြီးပါတယ်ထို့သို့ပြောဆိုနေကြသည့်အချိန်၌ပင်ညာနင်းတွေလိုက်ပါလာသောကရို့မော်တော်ကလေးသည်လည်းဆိုက်ရောက်လာပါတော့တယ်ပတ်ထရစ်လည်းညာနင်းတွေကိုမြင်လျင်ခြေပြားထောက်၍လက်ပြရင်းမမနွယ်လို့ကလေးတဦးပမာအော်ဟစ်နှုတ်ဆက်နေပါတယ်မောင်လေးညာနင်းတွေကလည်းအားရဝမ်းသာနှုတ်ဆက်၍ပတ်ထရစ်ထံသို့ပြေးလာပါတယ်ပတ်ထရစ်ကလည်းပြေးသွားပါတယ်မောင်လေးရဲ့မမဖြင့်မှတ်တော်မမှတ်မိဘူးပိန်သွားလိုက်တာဟုတ်တာပေါ့လေအစားတော့မှကောင်းကောင်းမစားရရှာပဲမဖြစ်ဘူးအိမ်ဝင်မဲ့လူလိုက်ရန်ကုန်မှာပဲလာတွေ့ပါစေတော့မောင်လေးကိုတော့ရန်ကုန်ပြန်ပြီးခေါ်သွားရမယ်ထို့သောညာနင်းတွေကဝမ်းနဲ့လေတံကြီးဖြင့်ပြောပါတယ်အော်ရှင့်မောင်လေးပိန်သွားတာအစားတော့မကောင်းလို့မဟုတ်ပါဘူးလွမ်းလို့ဖြစ်မှာပါအစားတော့ကတော့ခင်ကပို့ပေးနေတာပဲလို့ခင်မမကဝင်၍ပြောပါတယ်ထိုအခါကျမှပင်ပတ်ထရစ်ကမမဒါခင်မမတဲ့ရာဇဝတ်ဝန်ထောက်ဥပပါရဲ့တူမပေါ့အော်ကျေးဇူးတင်လိုက်တာမခင်မမရဲ့ຫນွေဖြင့်ပတ်ထရစ်အတွက်စိတ်ပူနေတာအခုတော့မခင်မမကအကူအညီပေးတယ်ဆိုတော့ကျေးဇူးတင်လိုက်တာရှင်ချိုကုန်းမှာအော်ပတ်ထရစ်တို့အင်ကြီးကိုသိမှာပေါ့ရောက်ရင်ဝင်ပါနော်ထို့သောညာနင်းတွေကလိုက်လဲပြောပါတယ်ထို့နောက်ညာနင်းတွေနဲ့ပတ်ထရစ်ဟာခင်မမကိုနှုတ်ဆက်ပြီးအိမ်သို့ပြန်သွားပါတယ်အိမ်သို့ရောက်ရင်ပတ်ထရစ်ကညာနင်းတွေ၏လက်ဖျားကလေးကိုကန်၍မမကိုလွမ်းလိုက်တာမမရဲ့မမကိုလွမ်းလို့ရှိရင်မမစီကိုတတိမရအောင်ခင်မမနဲ့စိတ်ပြေလက်ပြောက်စကားပြောနေပေါ့ကွယ်ညာနင်းတွေကရိုးပြောတော်လဲပတ်ထရစ်၏ရင်၌ဒိတ်ကနေလန့်သွားပါတယ်ညနေပိုင်းသို့ရောက်ရင်လမှုတန်းမှမင်းမောင်၏နှမမြကျင်ရောက်လာပြီးလျှင်ညာနင်းတွေအနီးသို့ကပ်၍မမနွေအကူကတွေ့ကျင်နေတဲ့မမနွေဒီကနေ့ရန်ကုန်ကရောက်လာတာကိုတရုတ်ဆိုင်ကအပူလေးကပြောတယ်ကိစ္စကတော့မြရှင်ကိစ္စပဲမြရှင်ကိစ္စအတွက်အကူဟာတော်တော်စိတ်ဆင်းရဲနေရတယ်မမနွေထို့ကြောင့်ညာနင်းတွေလည်းလမှုတန်းရှိမင်းမောင်တို့အိမ်သို့မြကျင်နဲ့အတူလိုက်ပါသွားပါတယ်မင်းမောင်တို့၏အိမ်တွင်းရေးကိစ္စဖြစ်သဖြင့်ပတ်ထရစ်ကိုမခေါ်သင့်ဟုယူဆသဖြင့်မခေါ်ခဲ့ပေမင်းမောင်သည်လည်းအားကိုးကြီးစွာဖြင့်ညာနင်းတွေကိုမျှော်လင့်၍နေသည်ဖြစ်ရာညာနင်းတွေလာသည်ကိုမြင်လျင်၎င်း၏မျက်နှာသည်ပြုံးရွှင်၍သွားပါတယ်အနွေရဲ့ဒုက္ခရောက်နေတော့နှင်ရောက်လာတာအတော်ပါပဲခရီးရောက်မဆိုင်ပြောရအောင်မယ်မြရှင်ကိုပကိုးမှတွေးခဲ့တယ်လို့ဇီးလေးကမိန်းမတယောက်ကပြောတယ်သူတစ်ပါးရဲ့မရင်ငယ်ဖြစ်နေတယ်ဆိုပဲသူ့ယောက်ျားကလည်းသူ့ကိုတော်တော်နှိပ်စက်တယ်လို့ပြောတယ်အိမ်ကိုလည်းမပြန်ဝင်ပဲစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရှာတယ်တဲ့အဲ့ဒီကိစ္စအမေကိုအသိမပေးရသေးဘူးဘလို့လုပ်ရမယ်ဆိုတာအကြံပေးပါအောင်ဟဲ့အေးဟဲ့ငါလည်းစုံစမ်းပါအောင်မယ်တွေ့ရင်ငါပဲခေါ်ထားလိုက်မယ်ပြီးတော့နင်တို့စီကိုပို့ပေးပါမယ်နင်တို့ကသတင်းအတိအကျရရင်လေငါစီကိုအကြောင်းကြားပေါ့ထို့နောက်မင်းမောင်နဲ့မြာနင်းတွေတို့သည်လည်းမြရှင်အကြောင်းကိုဆက်လက်၍တိုင်ပင်ဆွေးနွေးကြပါတယ်အတော်တန်မိုးချုပ်သည့်ခါမှပင်မြာနင်းတွေလည်းညင်းလဲကိုငှား၍ပြန်ခဲ့ပါတယ်မြာနင်းနယ်တွင်ပတ်ထရစ်တို့သည်လည်းမော်လမြိုင်၌2ရက်မြနေထိုင်ပြီးလျှင်အိမ်ရောင်းဝယ်ကိစ္စကိုရှေ့နေမောင်ရွှေထွန်းနှင့်အနံခဲ့ပြီးနောက်2ယောက်စလုံးရန်ကုန်သို့ပြန်ခဲ့ပါတယ်ရန်ကုန်သို့ရောက်သည့်အခါ၌
ညာနင်းတွင်မှလည်းနန္ဒတိုင်းလိုပွဲယုံတို့သွား၍အလုပ်ကိစ္စများစီစဉ်ရပါတယ်။ဘတ်ထရစ်မှမူထုံးစံအတိုင်းအိမ်၌ပင်ကြံရစ်ခဲ့ပါတယ်။ထမင်းစားချိန်သို့ရောက်သည့်အခါ၌စိန်ကြီးကစပွဲပြင်ဆင်ပေးပါတယ်။ထိုအချိန်၌မိမရှာအတောင်းကစိန်ကြီးကိုခေါ်၍ဟဲ့စိန်ကြီးစပွဲကင်းနေလျှော်ထားခိုင်းတာအခုထိမလျှော်ရသေးဘူးလားလို့ပြီးရင်လျှော်မယ်ဆိုရအောင်ညီကအခုဘာလုပ်နေလို့လဲကိုဘတ်ထရစ်ကိုထမင်းကျွေးနေရတယ်လေအမလီတော်လက်နဲ့ခြေနဲ့ရှိရသားနဲ့သူများခူးကျွေးမှစားနိုင်တဲ့လားမိနွယ်ကလည်းမော်လမြိုင်ကနေတကူးတကသွားပြီးခေါ်ခဲ့ပြန်တဲ့အံ့ရောထိုကဘတ်ထရစ်သည်လည်းပါဇက်တွင်းသို့သွင်းမိဆဲဆဲဖြစ်သောထမင်းလုပ်ကိုမသွင်းဘဲရှိပါတယ်မိန်းမရှာအတောင်းနှင့်စိန်ကြီးတို့ပြောဆိုနေကြသောစကားများကိုကောင်းစွာကြားရသဖြင့်စိတ်တွင်ခိုးလူခုလူဖြစ်၍နေပါတယ်ထိုကိစ္စနှင့်ပတ်သက်၍ညာနင်းတွေအားပြောရင်သင့်မသင့်စဉ်းစားမိသည့်အလျောက်ဘတ်ထရစ်သည်တလုံးတစ်ပါးသားများမပြောဘဲရေငုံ၍နေပါတယ်မိန်းမရှာအတောင်းမှလည်းအချိန်ရတိုင်းဘတ်ထရစ်အားစောင်းမြောင်းပြောဆိုနေပါတယ်ထို့ကြောင့်ညာနင်းတွေမရှိသည့်အခါ၌ဘတ်ထရစ်သည်ငရဲအသေးစားခံ၍နေကဲ့သို့ရှိပါတယ်မမနွယ်ကျွန်တော်အလုပ်လုပ်ပြစီထို့သောဘတ်ထရစ်ကမကြာခဏပူဇာတော်လဲညာနင်းတွေကအေးနေပါမောင်လေးရဲ့ထို့သောပြောပါတယ်ဘတ်ထရစ်အဖို့အခက်ကြီးခက်၍နေပါတော့တယ်တနေ့သ၌ဘတ်ထရစ်သည်လဲရေမိုးချိုး၍အင်ဂျီပေါင်းမီအသင်များကိုလဲလှယ်ဝစ်စင်ကဝစ်ပြီးသားအဟောင်းများကိုအဝေးချင်းတွင်းသို့ထည့်ပါတယ်ထိုအချိန်၌မိမရှာအတောင်းရောက်လာပြီးလျင်ဒီမှာတစိတ်ကလေးနားထောင်ပါဦးအဝိလျှော်တဲ့လူတယောက်တည်းရှိရဲ့မိနွယ်ရဲ့အဝတ်စားလဲလျှော်ရမင်းရဲ့အဝတ်စားလဲလျှော်ရဆိုတော့တစိတ်ကလေးညှတာဖို့ကောင်းနေတနေ့တစ်ထည်လဲနေတော့လျှော်တဲ့လူကမတတ်နိုင်ဘူးကွထိုနေ့မှစ၍ဘတ်ထရစ်သည်လဲအဝတ်စားလဲကန်ဤတိုင်းမိမရှာအတောင်း၏အရေးချေကိုကြည့်၍လဲရရှာပါတယ်အဝတ်စားများကိုလဲခါတိုင်း၌ချွေးစော်နန်းလင်းလဲလေခဲ့တော်လဲယခုခါ၌မူချွေးနဲ့နန်းစေတတ်သောဂျိုင်းနေရာနှင့်လေကုတ်နေရာများ၌ပေါင်တာမုံဖြူ၍ဝေးရရှာပါတော့တယ်တညတွင်ညာနင်းတွေကဘတ်ထရစ်အားမောင်လေးဟုဆိုကာတိုင်း၍ဖတ်လိုက်သည်တွင်ဘတ်ထရစ်၏ကိုမချွေးနဲ့နန်းသဖြင့်မောင်လေးဒီနေ့ရေမချိုးဘူးလားမမကြည့်နေရတော်တော်ကြာပြီအရင်နဲ့မတူအာကြီးညစ်ပတ်တယ်ချွေးစော်ဟောင်းနေရပဲသွားပြီးရေချိုးကြည့်ဒီအင်ကြီးဝတ်ထားတာလဲ2ရက်ရှိနေပြီလဲလိုက်တော့ပြီးတော့တနေ့တစ်ခါအင်ကြီးလဲရမယ်လို့အမိန့်ချလိုက်ပါတယ်ပတ်ထွေမှာလဲညာနင်းတွေနဲ့မိမရှာအတောင်းကြားတွေညှက်ပူးညှက်ပိတ်ဖြစ်၍နေပါတော့တယ်ညာနင်းတွေပြောသည့်အတိုင်းအင်ကြီးကိုတနေ့တစ်ထဲလဲလျင်မိမရှာကြီးကစူပူပါတယ်တနေ့တစ်ထဲမလဲပြန်လျင်လဲညာနင်းတွေကနှာခေါင်းရှုပ်ပါတယ်နောက်ပိုင်းတွင်ပတ်ထွေအဖို့ထမင်းစားရသည်ပင်မလွယ်တော့ပါမိမရှာအတောင်းကဟင်းကြီးပဲစားတယ်အလုတ်တာမလုတ်တယ်ထမင်းကတေဟူစားတာကိုစားသဖြင့်မြည်တွန်တောက်တီးပါတော့တယ်ပတ်ထွေမှာလဲစိတ်ဆင်းရဲစွာဖြင့်နေထိုင်ခဲ့ရပါတယ်ထို့ကြောင့်ညစာကိုညာနင်းတွေပြန်လာသည့်အခါမှပင်ညာနင်းတွေနှင့်အတူစားပါတယ်ထိုအခါ၌ဝါအောင်စား၍ညာနင်းတွေမရှိသည့်နနက်စာကိုမူလျှော့၍စားပါတယ်ပတ်ထွေအားအပြင်ပန်းမှကြည့်လျင်ညာနင်းတွေကဲ့သို့သောတထေးမတဦးကိုအရယူ၍အလုံးမလုံးပဲစိန်ကြနေသည်ဟုထင်မဲ့ဖွယ်ရှိတော်လဲအမှန်စင်စစ်အားဖြင့်ဘိုးရင်ကြီးပေါ်၌ငရဲအသေးစားလေးကိုခံ၍နေရရှာသူဖြစ်ပါတော့တယ်